ticket how much? 4,000. Okay. One. Thank you. 听得到，你找到就行。我们坐在石头这里等你。ဒီနေရာအရန်ကြိုက်ပါတယ်အရန်လာတဲ့ view တွေဖြစ်ပါတယ်你回头看一下那个上来打劫了这个。好，这个柱状的石头我真第一次见这海边。排球。太晒了，တကယ်တော့ဒီ columnar တိုင်နေရဆိုလို့ရှိရင်ရမ်းကိုပူနေတဲ့ချော်ရည်ကနေပြီးပြန်လေတွေကိုရောက်လာတဲ့အခါမှာအေးရဲ့ရှင်နဲ့ထိတွေ့ပြီးတော့သူကခဲသွားတာဖြစ်ပါတယ်အဲ့ရနေပြီးတော့မှ column ပုံစံမျိုးတွေဖြစ်လာတာဖြစ်ပါတယ်နောက်တစ်ခါပုံမှန်အားဖြင့် column တိုင်နေမှာဆိုလို့ရှိရင်တော့မျက်နှာစာ၄ဘက်ပဲရှိနေတယ်လို့ဒီ columnar joint တွေမှာဆိုလို့ရှိရင်တော့သူကမျက်နှာစာ၄ဘက်ကနေ9ဘက်ထိရှိရလို့သိထားရပါတယ်လူပြောရမလဲပဲတော့မသိတော့ပါဘူးခုနေ့ကတစ်ခေါက်ကလာပြီးတော့ဒီနေရာကိုလာလေတော့ကတေချာလေးမရိုက်ခင်ရဘူးလို့ခံစားလို့ဒီနေ့လာတာပါဒါပေမဲ့ဒီနေ့လူတွေအပြည့်ကိုလာလည်နေကြတာတွေ့ပါတယ်အဲ့တော့ဓာတ်ပုံရိုက်ဖို့လည်းတော်တော်နေရာလေးတွေကရှိနေပေမဲ့လည်းဓာတ်ပုံရိုက်ဖို့အစားတော်တော်ခက်ခဲပါတယ်ဒီမှာလူအုပ်ကြီးကအများကြီးပါဟိုဘက်တင်ပါရောပဲဆိုတော့ရင်ဟိုဘက်ကဓာတ်ပုံရိုက်တဲ့ point တွေမှာရော view point တွေမှာရောပဲလေလူတွေဖြစ်ပါပဲOh yeah. To come here? Oh yes. Yeah, this is good. Yeah, the place is very nice. Yes. Okay, ဒါဆိုဟိုဘက်ကိုဆက်ပြီးတော့ကူးပါမယ်그러면 그때 유미한테 아 유미랑 같은 방이 아니구나. 너의 방. 같은 방이야? 예색이 와지다. 버스에서 노래를 좀 불러야 되나? 노래를 좀 부르고 최대한 칼로리를 좀 뺀 다음에 가야 될까요?
好听。 ဒီနေရာမှာလည်းထပ်ပြီးတော့ဖော်ပြထားပါတယ် QR code ကတော့ပို့ပြီးတော့သိဖို့ပေါ့နော် Columnar joins at Jangman Depot Coast ဆိုပြီးတော့ပြထားပါတယ်သူရဲ့ဓာတ်ပုံတွေရောနောက်ပြီးတော့ဒီမှာဆိုရင်သူက2 km လောက်ထိရှည်ရှိရဆိုတဲ့အကြောင်းဒါလေးတွေပြထားတာဖြစ်ပါတယ်ဒီနေရာတော့ပြန်တဲ့နေရာကိုပြန်တက်တဲ့လေကားပါသူက one way ပါဒီပေါ်မှာလည်းအချိန်နဲ့ယူပြီးတော့ရှောက်လဲပြီးဆိုတော့ပြန်တဲ့လမ်းကိုကြည့်ပါတော့မယ်ဒီဘက်ကပြန်ရမှာဖြစ်ပါတယ် So I bought some souvenir. Yeah, I want to buy it. ဒီဘက်မှာတော့ဒီကော်လမ်တိုင်ကြီးကိုလှမ်းမြင်နေရပါတယ်ဒီနေရာလေးကလည်းတပုံရိုင်လို့ရမ်းလာတဲ့နေရာပါပဲ Take ဒီလိုလာရင်စုစုပေါင်းနိုင်ဝက်တနာရီလောက်တော့အချိန်ပေးရပါတယ်နိုင်ဝက်လောက်ကတော့ဓာတ်ပုံလောက်ပဲရိုက်မယ်ဆိုလို့ရှိရင်တော့နိုင်ဝက်လောက်နဲ့အချိန်လောက်ပါတယ်ဒါမဲ့ဒီပင်လယ်ကိုကြည့်ပြီးခံစားခြင်းနဲ့နောက်ပြီးတော့အခုလိုဗီဒီယိုလေးရိုက်မယ်နောက်ဓာတ်ပုံရိုက်မယ်ဆူဗီနီယာတွေဝယ်မယ်အဲ့ဒါတွေလုပ်မယ်ဆိုရင်တော့တနာရီမှပဲလုံလောက်မှာဖြစ်ပါတယ် Protect. The pedal fence. Always like that. ဒီနေရာမှာတစ်ခါရဲထွက်သွားရင်ရပါပြီဒါပေမဲ့ဟိုဘက်မှာပန်းကြံတေးသေးလေးတစ်ခုရှိပါသေးတယ်ခဏလောက်ဝင်လဲခြင်းလဲဆိုလို့ရှိရင်တော့ဒီဘက်ကိုဆက်လျှောက်ပြီးတော့မှခဏဝင်လဲပြီးတော့မှထွက်ပေါက်ကိုပြန်ထွက်လို့ရပါတယ်ပန်းကြံလေးကလည်းခက်သေးပါပဲဒါပေမဲ့ relax အရင်ဖြစ်ပါတယ်ဒီနေရာမှာတော့လေ ဒီကိုလာလဲဖို့ဆိုလို့ရှိရင်တော့မနက်အစောကြီးအချိန်နေနဲ့အခုလို့ညနေပိုင်းပေါ့ညနေပိုင်းဆိုပေမဲ့လည်းညနေ4နာရီကနေ9နာရီကြာအချိန်လောက်အဲ့အချိန်တွေကတော့အလှဆုံးအချိန်တွေဖြစ်ပါတယ်မနက်ပိုင်းကိုတော့ဖွင့်တာမနက်9နာရီမှဖွင့်တယ်လို့သိရပါတယ်အဲ့တော့အဲ့ဒါစောပြီးလာခဲ့မယ်ဆိုလို့ရှိရင်လည်းအထဲတော့ဝင်လို့ရမှာမဟုတ်ပါဘူး
ဒီမှာလဲနားနေဖို့ခုံလေးတွေလုပ်ပေးထားပါတယ်ဟိုးမှာမြင်နေရတဲ့အဆောက်အဦကတော့ Jeju International Convention Center ဖြစ်ပါတယ် Jeju ICC ပါအဲ့မှာတော့ International Conference တွေနောက်အကုန်စီပြပွဲတွေလုပ်ပါတယ် 진짜? 좀 벌었다. 뭐 괜찮잖아. 어디 사는 멀리군 좀 봤나 근데.ဝင်သွားတော့အပေါက်ပါညာဘက်မှာကျင်းခဲ့ပါပြီဝင်လာတော့တွေ့ခဲ့ရတဲ့gift shop လေးဒီကလိမ္မော်သီးရောလိမ္မော်သီး juice တွေအရန်ကောင်းပါတယ် very fresh ဘာလို့လဲဆိုတော့ကျေကျူကျွန်းမှာလိမ္မော်ပင်လေးကြီးပဲအများကြီးပဲလိမ္မော်သီးထွက်တယ်ဆိုတော့ထိမ့်မနဲ့သူတို့ဒီအုတ်ထုပ်လေးတွေက orange color လေးနောက်ဒီမှာဘောင်းဘီလေးတွေအုတ်ထုပ်လေးတွေကလည်းလိမ္မော်သီးပုံလေးတွေပေါ့နော်အဲ့ဒါလေးနဲ့ရောင်းတာပါ Columnar Choice နေပြီးတော့မှပြန်ထွက်ပါပြီနောက်ထပ်လည်းဒီနေရာကိုထပ်လာလဲဖို့အတွက်ကိုမျှော်လင့်ပါတယ်တကယ်ချင်းမိတ်ဆွေတွေလည်းဒီကိုလာလဲပါနော်ဖိတ်ခေါ်ပါတယ်